ဝေဘွားတက်စတဲ့အချိန်မှဆိုင်၍ဒီနေ့မိဘချီရာမြူတဲ့အချိန်အထိအမေတော်မှာသားတို့သမီးတို့ကာယကံဝစီကံအနောကံကံကောင်းမှတို့ဖြင့်ပြမချွတ်လို့ပြီးပါကသားတို့သမီးတို့ကိုခွင့်လွှတ်ပြီးပါသုံးချိန်ပြောပြီးပါအမေကလည်းခွင့်လွှတ်ပါတယ်အဖေအမေရတဲ့ဘဝကောင်းများပါကြတယ်အဖေအမေတို့အပေါ်မှာသားတို့သမီးတို့ကာယကံဝစီကံလောကံကံသုံးပါးတို့ဒီပြင်မှာချွတ်ပြီးပါကပရိသတ်ဒီဘုံထဲမှာရှင်းတဲ့နှစ်ခုတစ်ဆောင်ပြုပြည်ချင်းသားကြတယ်သားတို့သမီးတို့ဒီအမေကိုရှင်းဖို့ပြောပါလေရှင်းဖို့ပါပြီးတော့ရှင်းဖို့ပါနော်ရှင်းဖို့ပြောရင်မှဖွင့်လို့ပြီးပါဒီပြောလိုက်အမေရဖွင့်လို့ပါလေဘာမှသာသမီးဖြစ်ပြန်ပြီးတော့ဆက်ကြတယ်ဒီကနေ့ပြန်ပြီးဆုံးဖြတ်တာဟိုဒီနေ့ရှင်းပေါ်အောင်များတာဒါပြုတ်ပြီးအောင်ကြည့်တာဘာမှမလုပ်တော့အားပြီးပြန်ပြီးတော့ဒီကနေ့သာပြီးပြန်ဆုံးဖြတ်ဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့အိမ်ရဲ့အမုန်းမြတ်ဆုံးသောဘယ်တော့ဘုရားပစ္စည်းတွေဘယ်တော့ရှိရှိပါကိုယ့်ရဲ့အိမ်ကမှာကိုယ့်ရဲ့မိမိရဲ့ရှေးရဆိုတာတာဘုမဖြစ်နိုင်ဘူးဘုမဖြစ်နိုင်တဲ့ပစ္စည်းကိုပါပဲတော့ကြည့်ရပြီပါဒီလိုမျိုးကြည့်ရတော့ရှိတယ်ပါလေဒါကြောင့်မလို့ဒီကဖြစ်လို့နေနေတာတော့ဒီချေရမွေကိုသားတွေသမီးတွေကနေပြီးတော့ရှင်းဖို့ပြောရတဲ့အတွက်သားတွေပြည်သက်ပြောရတဲ့အတွက်ဒီချေရမွေကိုထားခဲ့ချင်ပါလားခင်ဗျာထားခဲ့ချင်ပါလားခင်ဗျာထားခဲ့ချင်ပါလားခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီကဖြစ်သွားတယ်အားပေးခဲ့ချင်ပါလေဒီသားသမီးတွေတွေကလည်းသက်ရှိများဖြစ်တဲ့ဒီကရဲ့အမောင်မြတ်ဆုံးသောပစ္စည်းအဖြစ်ဒီချေရမွေကိုလိုလားတဲ့စိတ်နဲ့လိုချင်ပါလားခင်ဗျာလိုချင်ပါလားခင်ဗျာလိုချင်ပါလားခင်ဗျာဟုတ်ကဲ့ပါအဲ့တော့တားရသမီးအကုန်လုံးကလည်းလိုချင်တယ်ဒီကပြည်သူကလည်းမောင်မြတ်တဲ့စိတ်နဲ့ဒီချောင်းလေးကိုထားခဲ့တယ်တော့ဒီကရှိနေတော့ခိုင်းကြပါလေကိုယ်နေသားမိသားမှာကြောင်းကြရဖြစ်ပြီးသူစောရတယ်ဖြစ်ကိုယ့်ရဲ့ဒီကချေရကိုဒီစီးနေတဲ့ဆောက်ထားခြင်းအပြင်လည်းကိုမိကဘေးကဆောက်ရှောက်ပြီးလို့ကိုတော့အင်းနဲ့ချစ်ဖို့ပြီးတော့ဘရော့နေရကြတယ်ကုသိုလ်ကြရတာအင်းနဲ့ဆက်ရှိနေမှာဒါပါပဲတကယ်တော့ပြန်နေကြော်လာနေပါလေနော်မိဘရဲ့မရှိရတဲ့အခါပါလေအချေရကိုသားစဉ်ပြည့်စက်ဆောက်ရှောက်ပေးပါမိဘရဲ့မရှိရတဲ့အခါပါလေအချေရကိုဘရော့နေပြီးမိဘမိသားကြောင့်သားတွေတတိအန်ရပြည့်နေကုသိုလ်ရရအောင်ပါပဲဖြစ်ပါလေတရားချေရကဲ့သို့အနတော်ကခိုင်းဝင်တော့သက်ရှိပြဖြစ်တဲ့အချိန်မျိုးရဲ့ချေရကိုတရားနဲ့တိုင်းနေထားပြီးသားစဉ်ပြည့်စက်ရှစ်ဖို့ဘရော့နိုင်ငံအတွက်ဒီအမေလေးချေရမျိုးကိုသားတို့သမီးတို့ထားခဲ့ပြီးပါတော့ချိန်ပြောပါခင်ဗျ